ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာတော့စားသောက်ဆိုင်မှာမရှိမဖြစ်သိသင့်တဲ့ခရိမှုနဲ့ခရိမှုထိုင်းဖို့ဆိုတဲ့အကြောင်းရှင်းပြအောင်ပါခရိမှုဆိုတာကမြန်မာလိုတိုင်ကြားချက်ဖြစ်ပြီးတော့အဲ့ဒီ customer ရှိကနေတိုင်ကြားချက်တွေကိုပြန်လည်ဖြည့်ရှင်းတော့ခရိမှုထိုင်းဖို့ဖြစ်ပါတယ်ပထမဆုံးခရိမှုဆိုတာဆိုင်တော်များများလူတော်များများကမကောင်းတဲ့အရာလို့တွေးကြတာများပါတယ်ကျွန်တော်ဒီနေရာမှာခရိမှုဆိုတာဘယ်လိုအရာလဲဆိုတာရှင်းပြပါမယ်ခရိမှုဆိုတာဖောက်တဲ့ရဲ့အတွေးမြင်မကျင်တဲ့ချက်တွေနောက်တစ်ခုလူတော်များများကင်းဆိုင်ကြတဲ့ဆိုင်ရဲ့အခန်းအရေးကြီးတဲ့အခန်းကဏ္ဍတွေပါဝင်ပါတယ်အဲ့တဲ့အများစုကဆိုင်လာပြီးတော့မကျင်တဲ့စိတ်ကျင်မှုမရတဲ့ခါကျရင်ဝန်ဆောင်မှုမကောင်းတာတို့တန်ရှင်းမှုမရှိတဲ့ခါကျရင်တိုင်ကြားချက်တွေပို့ကြတာများပါတယ်ဥပမာအဖြစ်ဆိုင်မှာမရှိတဲ့ဟာတို့တောင်းဆိုတာတို့ဆိုင်ရဲ့ဝန်အပြင်စင်ကဘလို့ဖြစ်နေတာတို့ဆိုင်ရဲ့ဝန်ထမ်းကဘလို့ဝန်ဆောင်မှုပေးနေတာတို့ဆိုပြီးအမျိုးမျိုးတိုင်ကြားချက်တွေရှိပါတယ်အဲ့ဒီတိုင်ကြားချက်တွေကိုပြန်လည်ဖြည့်ရှင်းရမှာတော့ခရိမှုထိုင်းကိုဖြစ်ပါတယ်ဟုတ်ပြီခရိမှုဟိုက်တာဆိုပြီးစဉ်းစားရမှာကဒီခရိမှုကဧည့်သည်ရဲ့ customer ရဲ့အထင်မြင်သက်လားဒါမှမဟုတ်ဧည့်သည်ရဲ့တကယ်ရှောဟင်ကတကယ်ဆုံးရှုံးမီနူရီယာအတိုင်းမဖြစ်ခဲ့တာတို့တကယ်တန်တန်ရှင်းရှင်းမဖြစ်ခဲ့တာတို့မဖြစ်ခဲ့တာလားဆိုပြီးတော့ကျွန်တော်တို့စစ်ဆေးရမယ်ကျွန်တော်ပြောမိသွားတော့ပါခရိမှုထိုင်းဟိုမှာအချက်နှစ်ချက်ရှိပါတယ်ချက်နှစ်ချက်ရှိပါတယ်ပထမချက်ကတော့Jesus ကကုနေတကယ်ဟုတ်မဟုတ်ပြီးတော့နောက်တစ်ချက်စိုက်ဖို့ရှိနောက်တစ်ချိန်ပြန်လည်းမဖြစ်အောင်ကာကွယ်ရတာပါအဲ့တဲ့တိုင်ကြားချက်ကိုစစ်ဆေးတဲ့အခါမှာတကယ်လို့ဝန်ထမ်းရဲ့ပြဿနာဝန်ထမ်းစီမှာပြဿနာတက်ခဲ့ပေါ့ဥမာအဖြစ်ဝန်ထမ်းရဲ့ထိုက်သူကအဲ့လိုမကောင်းခဲ့တာတို့ customer သေသေးချာချာမပြောခဲ့တာတို့အဲ့လိုမျိုးတွေရှိခဲ့တယ်ဆိုရင်အဲ့ဒီလူစင်ကများသောအားဖြင့်本人からhearing ကိုしてから判断するですねအဲ့ဒီလူရဲ့ပြောကြားချက်ကိုနားထောင်ပြီးတော့ကင်မရာကနေကြည့်ရပါတယ်တကယ်လို့လူစီမမဟုတ်ပဲဆိုင်ရဲ့အပြင်စင်မှာဆိုင်ရဲ့တကူကယိုယွင်းနေတာတို့ပါလို့ဆိုရင်ဆိုင်ရဲ့အပြင်စင်ကိုကိုယ်တိုင်စစ်ဆေးပြီးတော့အဲ့ဒီဖြစ်ခဲ့တဲ့အချိန်တွေပါလို့ကင်မရာပြန်ကြည့်ရပါတယ်တကယ်လို့အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုရင်လူစီမှာပြဿနာတက်ခဲ့တယ်ဆိုရင် customer ကိုတောင်းပန်ပြီးတော့ရှော့ဟင်း customer တခုခုဆုံးရှုံးသွားတာဆိုရင်ငွေပြန်ရပါတယ်အဲ့လိုငွေလည်းပြန်ပြီးတောင်းပန်ပြီးဆိုရင်နောက်တစ်ခုကတော့စိုက်ဖို့ရှိနောက်တစ်ချိန်မဖြစ်ဖို့အတွက်ဘာတွေလုပ်ရမလဲဆိုရင်နောက်တစ်ချိန်ကတော့ရှီတိုးနဲ့ secure ကိုအတူတူပါနဲ့ပုံမှန်ပြည့်တူပါရှီတိုးတကယ်လို့လူစီမှာပြဿနာတက်ခဲ့လို့လူရဲ့ထိုက်သူကမကောင်းခဲ့တာတော့အဲ့တဲ့အဲ့လိုလာတဲ့အချိန်ရရှာမစက်သူကမပြောတာတို့ပြန်တဲ့အခါအရေတိုဆိုင်မစတာသူကမပြောတာတို့အဲ့လိုမပြောတဲ့အချိန်ညရင်ဘာလို့မပြောခဲ့ရလဲဆိုရင်တို့ကတစ်ခါကျရင်အကြောင်းပြချက်တွေကပေးပါတယ်တစ်ခါတတိမထားမိတာပါဆိုတော့အဲ့ကြရင်ဖြစ်ခဲ့တဲ့လူရောမဖြစ်ခဲ့တဲ့လူတွေကိုရော教育ပေးရှိလို့ရပါတယ် customer ဝင်လာတဲ့အခါတတိကျကြိုဆိုဖို့ပြန်သွားတဲ့အခါကျရင်တတိကအရေတိုဆိုင်မစတာသူကပြောဖို့ဆိုပြီးတော့ရှိတော့လုပ်ကြပါတယ်နောက်ရှော့ဟင်းမှာပြဿနာတက်ခဲ့လို့ဆိုရင်လည်းဖြစ်ခဲ့တဲ့အပိုင်းကိုတတိကျဘာကြောင့်ဖြစ်တယ်ဆိုတာကိုဂရိမှုကိုဖြစ်ခဲ့တဲ့လူရောမဖြစ်ခဲ့တဲ့လူရောတေချာရှင်းပြရပါတယ်တကယ်လို့ရှော့ဟင်းမှာပြဿနာတက်ခဲ့လို့ဆိုရင်ဟင်းချက်တဲ့လူတစ်ခုတယောက်တည်းအမှားမဟုတ်ပဲနဲ့အဲ့ဒီရှော့ဟင်းပေါ့အဲ့ဒီပစ္စည်းဟင်းလျာကိုထုတ်တဲ့လူစီမှာလဲထုတ်တဲ့လူကလည်းဒီဟင်းလျာမှန်လားမှားလားဆိုတာကိုတတိယတည်ပြီးတော့တကယ်လို့မှားရဲဆိုရင်အဲ့ချိန်မှာပြန်ခိုင်းဒီကလေးမှုကမရခဲ့ဘူးပေါ့အဲ့လိုမျိုးနှစ်ဦးနှစ်ဖက်ကအပြန်အလှန်မရှိတဲ့ခါကျရင်အဲ့လိုမျိုးကလေးမှုတွေရများပါတယ်အဲကြောင့်မို့နောက်ချောရီရှာဟင်းချက်တဲ့လူတယောက်တည်းမဟုတ်ဘဲနဲ့အရှိထုတ်တဲ့လူရောတေချာစစ်ဆေးပြီးမှရှော့ဟင်းကိုထုတ်ကြဖို့ဆိုပြီး QI ကူပေးဖို့လိုပါတယ်ဒါပေမဲ့အဲ့လိုလုပ်တာတော့တလွဲလုပ်တဲ့လူတွေရှိပါတယ်လို့ပြောချင်ပါတယ်